ပေါ့ကြီးလာပြီနော်မမကိုစားပြီးလားမိမိကစားပြီးလားဘာစားမ juice ပဲတောက်ရတယ်ဘာစားမညစားမစားဘူးလားဘာဖြစ်လို့တော့ညစားမစားရင်လှလားမိမိလိုလှမှာလားမိမိသွားပြီဘယ်ရောက်သွားလဲတဲ့ဘယ်ရောက်သွားဘယ်ရောက်သွားသွားပြီဘယ်ရောက်သွားတော့နော်မေမေနို့အရန်ဆိုးလို့ဖြစ်တာဟုတ်ပြီမိမိအဲ့ဒါမိမိအဲ့အခုမိမိစားရမယ်ဆိုဘာစားမအောင်မိမိအကြိုက်ဆုံးစားပါတော့မိမိအကြိုက်ဆုံးနဲ့တို့กินကြရမှာမိမိအကြိုက်ဆုံးစားပါလေတဲ့အမကြောင့်ကြီးမှတော့အဲ့လို